안녕하세요 여러분. 디시아로 디시 테린 피바이. 디시 디니 신나치는 그라마리아로 반동사 그라마리 피바이 뭐노? 반동사 그라마리아 블루블루에서 체내 디시 리아지래야. 오케이 사진에노 반동사. 반동사. 바가 저 바가 대시에 무슨 바고 저 안에 뒤 안에 뒤ပြုတ်ပြီးတော့ဦးထုတ်နေဆိုပြီးမှတ်ထားလို့ရတယ်။ဘာကအားနေတွေ့ရင်ဆိုတော့ဘာပြုတ်ပြီးတော့ဦးထုတ်ပါမယ်။ဘယ်လိုမျိုးလဲဆိုတော့ချက်ဥမာစာကြောင်းလေးနဲ့အရင်ဆုံးကြည့်လိုက်ရအောင်။အရင်ဆုံးရှိရချွတ်တာဆိုတာရှိရမလား။ချွတ်တာ။ ED ဆိုရဲ crane ED ဆိုရဲအုံကြီးရှိရပြီ။အဲ့မှာဆိုရင်ချွတ်တာ။အောက်မှာဆိုတော့ဘာနဲ့ဆုံးတာလဲ။ဘာနဲ့ဆုံးတာဘာတက်ဘာတက်ဆိုတော့ရှိရမှာဘာတက်ဆိုတော့လာပြီးဘာလုံးစားဘယ်လိုမျိုးတောင်းလဲဆိုတော့သူကဘာအားနဲ့တွေ့ရင်ဘာပြုတ်ပြီးတော့ဦးထုတ်မယ်အဲ့တော့အရင်ဆုံးဘာနဲ့ကတ်ကြည့်ကြမယ်အောင်ရုံနဲ့ကတ်ကြည့်ကြမယ်အောင်ရုံနဲ့ကတ်ကြည့်မယ်ပြီးပြီဆိုရင်ကျတော့ဘယ်လိုမျိုးလဲဆိုတော့ကြည့်ကြည့်ပုံမှန်တိုင်းဆိုရင်ဘယ်လိုမျိုးဆိုရင်အာရုံကတ်မယ်ဘယ်လိုမျိုးဆိုအော်ရုံကတ်မယ်ဘယ်လိုမျိုးဆိုရောရုံကတ်မယ်ဆိုတော့ရုံလို့တိပိသားဖြစ်မှာပါအဲ့တော့ဒီမှာဆိုရင်ဦးတွေ့ရချေလို့ကဦးနဲ့အာနဲ့ဆိုရင်အာရုံကတ်တယ်ကျန်တဲ့တရရေဆိုရင်အော်ကတ်တယ်ဆိုရင်စီမီယာဒီမှာအော်ရုံကတ်ပြီပုံမှန်တိုင်းရေးရမယ်နော်ပုံမှန်တိုင်းဆိုရင်ဘယ်လိုဖြစ်မလဲဆိုတော့ချူအော်ယူအဲ့လိုဖြစ်မှာပေါ့ချူအော်ယူဒီလိုဖြစ်သွားလိမ့်မယ်ဒါပေမဲ့သူကပြောထားရင်မှာဘာနဲ့အားနဲ့တွေ့သွားပြီဒီမှာဘာဒီမှာဘာနဲ့အားနဲ့တွေ့သွားပြီအဲ့အတွက်ဘာပြုတ်ပြီးတော့ဥထုတ်ပြီဘယ်လိုထုတ်မလဲဆိုတော့ချူဘာပြုတ်သွားပြီအောက်မှာဘာတက်မရှိတော့ဘူးဘာပြုတ်သွားပြီပြီးတော့ဥထုတ်မယ်ဆိုတော့ဥလေးကိုရေးလိုက်တယ်ချူဥအဲ့အောင်မှာအော်ယူတက်မယ်ဒါပုံမှန်တိုင်းရေးပြရနော်ချူဦးအော်ယူဆိုပြီးဖြစ်တယ်ချူဦးအော်ယူဒါပေမဲ့ဒီမှာကျတော့ပေါင်းလို့ရရရှိသေးတယ်ဒီနှစ်ခုကကျတော့ပေါင်းလို့ရတယ်လေဦးနဲ့အော်နဲ့ပေါင်းနေဆိုရဲတရာရှိတယ်မလားဦးအော်ဆိုတဲ့တရာရှိအဲ့တော့အဲ့နှစ်ခုကိုပေါင်းပြီးတော့တကယ်ဟိုစားကချူအော်ယူဆိုပြီးဖြစ်သွားတယ်ချူအော်ယူအဲ့ဒါအော်ယူနဲ့ရှင်းပြတာ example တစ်ခုလေးထပ်သွားပြမယ်ပေါ့နော်ဒါကတော့အော်ယူ grammar နဲ့ပေါ့နောက်ထပ်တစ်ခုဘယ်လို grammar နဲ့လဲဆိုတော့ကြည့်ကြည့်မယ်ထုတ်တာရှိတယ်မလားထုတ်တာကပူလေဆိုတဲ့ဒီပဲပူသည်အဲ့ဒါကိုရှိတော့အနိကာနဲ့ပေါင်းတယ်အနိကာ grammar 6ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ထုတ်တာကိုအနိကာနဲ့ပေါင်းတယ်ထုတ်တာမှာခြေလို့ပါလေအသက်ပါလားမပါဘူးလားပါတယ်အတွက်ခြေလို့ကအနိကာကိုထည့်တယ်အဲ့တော့ထုတ်အနိကာအဲ့လိုဖြစ်သွားမှာပေါ့နော်ပုံမှန်ဆိုရင်တော့အဲ့လိုဖြစ်သွားမှာဒီမှာစထားမယ်ဆိုတော့ဘာနဲ့အားနဲ့တွေ့ရင်ဘာပြုတ်ပြီးဦးထုတ်မယ်ဆိုရင်စီမင်းအရာဘယ်လိုဖြစ်သွားမလဲဆိုတော့ဘာနဲ့အားနဲ့တွေ့သွားပြီတွေ့သွားတော့အောက်မှာရေးကြည့်မယ်ဘာတက်ပြုတ်သွားပြီနော်ပြုတ်သွားပြီးတော့ဦးထုတ်မယ်တော့ဦးပြီးတော့ခြာတော့ဒီမှာအသက်မပါတော့ချေအနိကာကတ်ဆရာမလို့တော့မယ်နဲ့နီကာလေးပဲကတ်လိုက်မယ်သူ့မှာအသက်မပါတော့တဲ့အတွက်အနိကာကတ်ဆရာမလို့တော့ဖြစ်သွားပြီဒီမှာတော့နှစ်ခုလုံးမှာအသက်မပါတော့တဲ့အတွက်အနိကာကတ်ဆရာမလို့တော့ဘူးဘာကတ်မလဲဆိုတော့နီကာကတ်အဲ့မှာဆိုရင်ဒုံနီကာဆိုပြီးတော့ရသွားတယ်ပူတော်ချောင်းဆိုရင်လေးပဲပေါ့နော်ဒုံနီကာအဲ့ဆိုရင်ဒီ grammar လေးကိုနားလည်ကြမယ်ထင်ပါတယ်ဒီမှာဆိုရင်ပြန်တစ်ခါပြန်ပြောပြီးမယ်ဒီစာကြောင်းလေးကိုခြေလို့မှတ်ထားရင်ရပြီဘာကအားနဲ့တွေ့ရင်ဘာပြုတ်ပြီးတော့ဦးထုတ်တယ်အဲ့အလေးကိုမှတ်ထားလိုက်ရင်ဘာလုံးစာအဆင်ပြေပါတယ်ကဲအဲ့ဆိုရင်ဒီနေ့ grammar လေးကို여러분အားလုံးနဲ့နားလည်ကြမယ်လို့ထင်ပါတယ်နောက်ထပ် video ဒီမှာပြန်တွေ့ကြမယ်နော်여러분 안녕